မြန်မာမိတ်ကပ်ဝါဒနာရှင်တွေအတွက်ဆိုတာကိုယ်တိုင်ခုံပေါက်ရလောက်အောင် surprise အရန်ကိုဖြစ်ရတဲ့အခွင့်အရေးမင်္ဂလာပါရှင်ဆိုတာမိတ်ကပ်လောကကို2018မှာအိမ်နဲ့လုံးဝအတိုက်ခံလုပ်ပြီးတော့ဝင်ခဲ့ပါတယ်အဲ့မှာ Facebook တွေ Instagram တွေလေ့လာရင်းနဲ့ထိုင်းနိုင်ငံမှာဆိုတာအရန်သဘောကျရတဲ့ဆရာ2ယောက်ရှိပါတယ်သူတို့စီတက်ရောက်ဖို့အတွက်ဆိုတာအတွက်ကအရန်ကြီးမားတဲ့မဟာအိမ်မက်ကြီးပါဆရာတယောက်ကိုတော့ချိတ်ဆက်မိပြီးဆိုတာတန်တန်းတက်ခွင့်ရခဲ့ပါတယ်အဲ့ချိန်ကနေစပြီးတော့ဆိုတာရဲ့ဘဝတစ်စစ်ချိုးကလုံးဝကိုချိန်ချက်ဖြစ်သွားရပါတော့အဲ့ဒီဆိုတာရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့ဂျေဇူးရှင်ဆရာကတော့ဆရာဆူရဆောက်ပဲဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ချိတ်ဆက်ခဲ့တာ6နှစ်9နှစ်ကြာခဲ့ပြီမြေကံမကောင်းစွာဖြစ်အခုချိန်ထိတန်တန်းတက်ခွင့်မရသေးပါဘူး။သူကတော့ထိုင်းနိုင်ငံရဲ့ number 1 top 1 စရင်ဝင်ဖြစ်တဲ့น้องฉัดပဲဖြစ်ပါတယ်။သူကဒီထိုင်းမှာလည်းဘရင်မိဖုရားတွေဘရင်တော်ဝင်သမီးတော်လေးတွေကိုပြင်ပြရတဲ့လူလည်းဖြစ်တယ်လို့ထိုင်းနိုင်ငံရဲ့ top 1 မင်းသမီးကြီးအမြင့်ဆုံးမင်းသမီးတွေအနုပညာ celebrity တွေပြီးတော့တကယ်ကိုထိုင်းမှာတိတ်ကျဲအရန်ချမ်းသာတဲ့လူတွေကိုပဲပြင်ခွင့်ရတဲ့သူတူပဲဖြစ်ပါတယ်။ဒါအပြင်ထိုင်းနိုင်ငံမှာ makeup artist တွေလက်ဆွဲ300လောက်တဲ့အထိပေါက်တဲ့ Chat Cosmetic Grow It အဲ့ဟာရဲ့ founder လည်းဖြစ်ပါတယ်။ဒါအပြင်ကိုနောက်ထပ်ဆိုတာရဲ့ဘဝကိုတစ်စစ်ချိုးပြောင်းလဲပေးခဲ့တဲ့ဆရာဆူရဆောက်ရဲ့ဆရာတူလည်းဖြစ်ပါတယ်။ဆရာน้องฉัดရဲ့ကျေးဇူးကြောင့်နဲ့ဆရာဆူရဆောက်ရဲ့ဘဝကတစ်စစ်ချိုးလုံးဝပြောင်းလဲခဲ့တာပါ။အဲ့အားကြောင့်မလို့အဲ့ဆရာစီမှာတန်တန်းတက်ခွင့်ရဖို့ကဆိုတာအတွက်တကယ်ကိုကြီးမားတဲ့မဟာအိမ်မက်ကြီးပါ။လာမယ့်နှစ်ကိုမှာကျင်းပမယ့်ပွဲအတွက်ဆိုတာနဲ့ဆရာစိုင်းမင်းရဲ့အဲ့မှာအကြီး surprise တစ်ခုရလိုက်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်น้องฉัดကဒီတင်တန်းမှာလာပြီးတော့ support ပေးမယ်လာပြီးတော့တင်ပေးမယ်ကူညီပေးမယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာဆိုတာလေအရန်ကို amazing dream to come true ဖြစ်တယ်လို့အရန်ကို surprise ဖြစ်ရပါတယ်နောက်တစ်ခုကမြန်မာနိုင်ငံက makeup ဝါသနာရှင်တွေအတွက်တကယ်ကိုပါအရန်ပီတိဖြစ်မိပါတယ်ဆိုတာ9နှစ်တိုင်စူးစမ်းခဲ့တဲ့အရာကနောက်ဆုံးတော့ဒီမြန်မာနိုင်ငံအတွက်တကယ်ကိုကြီးမားတဲ့အခွင့်အရေးတစ်ခုဆိုတာယူလာပေးနိုင်တယ်လို့ခံစားရပါတယ်ဆိုတာဆိုလို့ရှိရင်အခွင့်အရေးရဖို့တေလောက်အောင်အရန်ကြိုးစားရတယ်ပတ်စံလေးလည်းအများကြီးကုန်ပတ်စံအများကြီးရှိအောင်တက်ခွင့်မရဘူးပေါ့ဆရာน้องฉัดဆိုလို့ရှိရင်ပတ်စံဘယ်လောက်ရှိတက်လို့တော့မရဘူးသူ့မှာအရန်ကို financial freedom လည်းရတယ်လို့ business တွေလည်းအများကြီးပဲအဲ့တော့အဲ့လိုလူတစ်ယောက်ကဒီမြန်မာနိုင်ငံမှာလာတင်ပေးမယ်တင်နန်းကြီးအားဖြစ်လဲမြန်မာငွေ30တဲ့နဲ့ဆိုတော့ဘယ်လောက်ထိကြီးမားတဲ့အခွင့်အရေးလဲဆရာတို့ကထိုင်းကနေတကူတကပြန်ပြီးတော့ဒီကိုအရောက်အိတ်သွန်ဖာမောက်ပညာတွေအကုန်လာတင်ပေးမှာဒါအပြင်ထိုင်းနိုင်ငံမှာအရန်နာမည်ကြီးတဲ့ဖီယိုကဘာမှာစရင်တင်မယ်ဆိုရင်တော့မှသူ top 10အတော်ဆုံးဆိုပြီးစရင်ထဲမှာပါပါတယ်နောက်တစ်ယောက်ကတော့ပတ်တိုဟဲသူကဒီမြန်မာနိုင်ငံမှာရှိတဲ့အနုပညာရှင်တွေဟောပြင်ရလောက်တဲ့အထိတော်ပြီးတော့နာမည်ကြီးတဲ့သပင်ဆရာတူလည်းဖြစ်ပါတယ်ဒီအရန်တော်တဲ့ဆရာတွေပညာတွေ sharing လာလုပ်ပေးတဲ့အပြင်ထိုင်းနိုင်ငံကနေအရန်တော်တဲ့ artist တွေ20ကျော်တော့မှလာရောက် support မှာပဲဖြစ်ပါတယ်အဲ့တော့ဆိုတာအနေနဲ့ဒီတင်နန်းဒီတန်ဖိုးရန်ကြီးတယ်လို့ပဲဆိုတာပြောပြပေးလို့ရတယ်ဇွတ်ရောင်းတယ်ဆိုရင်တင်နန်းကြီးတန်ဖိုးကျတော့မှဆိုတာမလိုလားအဲ့ဟာကြောင့်မလို့ကိုအောင်မြင်ဖို့အတွက်ကိုဟာကိုတာဝန်ယူပါတက်တက်မတက်တက်ကိုဟာကိုစဉ်းစားပါဒီတင်နန်းဒီနောက်တစ်ခါမြန်မာနိုင်ငံမှာဖြစ်လာမယ်ဆိုတာမတေချာတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဆိုတာကမြန်မာနိုင်ငံကိုအရန်ချစ်တယ်တကယ်လည်းချစ်တယ်အဲ့အားကြောင့်မလို့ဆိုတာတက်နိုင်တဲ့ဖက်ကနေမြန်မာနိုင်ငံကိုတိုးတက်စေချင်ဆိုတာတခြားအရာတွေမကျွမ်းကျင်ဘူးဆိုတာကျွမ်းကျင်တာမိတ်ကပ်ပညာတစ်ခုပဲရှိတယ်အဲ့အားကြောင့်မလို့ဆိုတာအားစုံခွန်ဆိုင်နဲ့ဘလောက်ခက်ခဲဆိုတာထိုင်းနိုင်ငံအခွင့်အရေးရအောင်မြန်မာနိုင်ငံကိုရအောင်ယူလာတယ်ဆိုတာလုပ်နေတဲ့အရာတွေအကုန်လုံးကငွေဆိုတာထပ်ပေါ်တယ်အရှိအတန်းမှာဆိုလို့ရှိရင်လေပတ်စံအများကြီးလည်းမရအောင်ဒါပေမဲ့ဆိုတာချစ်လို့လုပ်တာပျော်လို့လုပ်တာလုံးဝအမိုက်စားလုံးဝ hype and လုံးဝတန်တန်းတွေရပါစေဆိုတဲ့စိတ်တနာနဲ့ဆိုအကောင်းဆုံးလုပ်ခဲ့တယ်ဒီနေ့တန်တန်းမှာလည်းဆိုတာအမိုက်စားအရန်ကိုပြင်ဆင်ထားပါတယ်ဒီတန်ဖိုးကြီးတဲ့အခွင့်အရေးခက်ခဲဆိုတာရအောင်ထိုင်းနိုင်ငံကနေရအောင်မြန်မာနိုင်ငံလုံးဝလက်ထဲရော့ယူပါဆိုပြီးတော့ကြိုးစားထားတဲ့အခွင့်အရေးကိုရအောင်ယူချပါတန်ဖိုးရှိတဲ့အရာတန်ဖိုးရှိမှသိနိုင်တဲ့လူဖြစ်ပါစေလို့ဆိုတာနေတိုက်တွန်းချင်ပါတယ်ဒီအခွင့်အရေးအမိရယူကြပါလို့နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်ကျေးဇူးပါ